ဇလန်လေးကတော့အရန်ကိုလှပကြီးအေးချမ်းတဲ့နေမျိုးလေးတစ်မျိုးမှာစတင်ထားတာပါဒါပေမဲ့ဒီအေးချမ်းမှုတွေကမကြခင်မှာပဲကက်ယောဂဆိုကြီးတစ်ခုကြောင့်ပျက်စီးတော့မယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးအစပိုင်းမှာတော့ data တွင်သတင်းတွေမှာ Sorghum Free နာကကေဟာတစ်ခုမှာထူးဆန်းတဲ့ virus ကူးစက်ခံရသူ10အောက်ရှိတယ်ဆိုပြီးသတင်းတာလာပေမဲ့ဘယ်သူမှတိုက်ပြီးဂရုမစိုက်ခဲ့ကြဘူးလေဒါပေမဲ့ရက်အနှဲငယ်ကြာလာတဲ့အခါမှာတော့လူနာတင်ကာတွေမိသက်ကာတွေဟာတာမန်ရင်တိုင်မှုတွေကိုတောင်မဖြစ်ရှင်းနိုင်တော့တဲ့အထိအခြေအနေတွေကရုပ်ချေပြောင်းလဲသွားပါတော့တယ်ကမျိုးလုံးကိုလည်း quarantine zone အထိတပ်ဖတ်လိုက်ကြောင်းကြေညာလိုက်ပါပြီညဖက်ရောက်တော့တမျိုးလုံးစုညံတန်းတွေနဲ့နှိုးလာကြတယ်လက်နက်ကိုင်စစ်တပ်တွေမြို့ထဲကိုဝင်လာတာကိုဒိုင်နိုတို့မိသားစုမြင်လိုက်ရတာပေါ့ဒီကြားထဲဒိုင်နိုရဲ့ပါတီတူစတက်ဖ်ကရေဒီယိုကသတင်းတွေဘာလို့အမှန်တိုင်းမပြောတာလဲဆိုပြီးသူ့အဖေကိုမေးခွန်းထုတ်လာပါတယ်ဒိုင်နိုကတော့လူတွေအထိတ်တလန့်မဖြစ်အောင်အစိုးရကထိန်းချုပ်ထားတာလို့ယုံကြည်နေတော့ပဲသူကအကောင်းမြင်ခြင်းနေပေမဲ့လက်တွေ့မှာတော့အပြင်မှာကားနဲ့ထုတ်ပြေဖို့ကြိုးစားတဲ့မိသားစုတွေတိုက်ခိုက်ခံနေရပြီးမနေ့ကမှတော့မြို့ကိုအဆက်အနှံဖျောက်ဖို့စစ်စင်ရေးတွေတောင်စတင်နေပါပြီတမျိုးလုံးကိုအမဲရောင်ပလတ်စတစ်စက်တွေနဲ့ဖုံးအုပ်ပြီးလူတွေကိုအထီးကျန်အောင်လုပ်ထားကြတယ်ဒိုင်နိုတို့မိသားစုမှာလည်းအင်တာနက်တွေပြတ်ဆက်သွယ်ရေးတွေပြတ်တောက်သွားပြီးအစားအစာတွေလည်းရှားပါလာပါပြီဒါပေမဲ့ဂတ်စတက်ဖ်ကတော့အိမ်ထဲမှာပဲညင်ညင်မနေနိုင်ဘူးသူခိုးထွက်ပြီးလေ့လာကြည့်တဲ့အခါမှာတော့မြေတူးစက်ကြီးတွေနဲ့အလောင်းတွေကိုကျင်းတဲဖြစ်ထက်နေတာကိုမြင်လိုက်ရတာပဲဒီ virus ကသူတို့ထင်ထားတာထပ်ပိုပြီးကြောက်စရာကောင်းနေပြီဆိုတာသူနားလည်သွားခဲ့ပါတယ်အခြေအနေတွေကတော်တော်လေးဆိုးလာပြီဒိုင်နိုရဲ့တငယ်ချင်းကတ်စပါလည်းတိုက်ခိုက်ခံရတယ်လို့ဒိုင်နိုရဲ့သမီးလေးမတ်လည်းအပြင်မှာလမ်းပြောက်ရင်အကိုက်ခံလိုက်ရပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့အိမ်ထဲကလူတွေလည်းတယောက်ပြီးတယောက်ကူးစက်ခံလိုက်ရတယ်ဒိုင်နိုကသူ့သမီးလေးကိုကိုယ်တိုင်အဆုံးစီရင်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့မိခင်ဖြစ်သူကလက်မခံခဲ့ပါဘူးနောက်ဆုံးမှာတော့အိမ်တကားကြီးပွင့်ထွက်သွားပြီးဇွန်ဘီအုပ်ကြီးဝင်လာတဲ့အချိန်မှာဒိုင်နိုတယောက်သူ့မိသားစုကိုမကယ်တင်နိုင်တော့ပဲလက်နက်ချလိုက်ရပါတော့တယ်နောက်ဆုံးမှာတော့ဂူစတက်ဖ်နဲ့ဆိုနီယာတို့နှစ်ယောက်ပဲတော်ထဲကိုထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်သူတို့ရှေ့ဆက်ဘာဖြစ်မလဲဘယ်နေရာကဘဲကိန်းမလဲဆိုတာကိုဘယ်သူမှမသိနိုင်တော့ပါဘူးမြို့ပေါ်မှာတော့ဘုံကျဲတန်တွေဥတိုဆွဲတန်တွေနဲ့အတူအရာအလုံးပျက်စီးသွားခဲ့ပါတော့တယ်